အားလုံးပဲမင်္ဂလာပါရှင်ကျမအခုဖတ်ပြပေးမယ် reading လေးကတော့ထုံးစံအတိုင်းပေါ့နော်တင်းတို့နှစ်ဦးပေါ့နော်တင်းနဲ့တင်းရဲ့စိတ်ထဲမှာရှိတဲ့တင်းရဲ့တစ်ဖက်သူပေါ့နော်တင်းတို့နှစ်ဦးရဲ့နော်ဒီအချီရေးပေါ့နော်အချီရေးမှာဒါကတော့တင်းတို့နှစ်ဦးရဲ့ဒါကပြစ္ဆုတ်ပံအခြေအနေထားပေါ့နော်ဒီဘက်ကတော့နော်အနာဂတ်အနေထားလေးဖြစ်ပါတယ်ဒါလေးကိုဖတ်ကြည့်ပေးသွားမှာပဲဖြစ်ပါတယ်နော်ဒီလိုကြည့်ပေးတဲ့နေရာမှာเนาะဒီတင်းတို့နှစ်ဦးရဲ့ဒီပြစ္ဆုတ်ပံလက်ရှိအနေအထားနဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်အခုเนาะเนาะဖြစ်လာမဲ့အနာဂတ်အတွက်ကိုဆက်ပြီးတော့ကြည့်လို့ရသွားပါပြီရှင်เนาะဒီနေရာမှာကျမတခုပြောချင်တာကလေကျမအခုလုပ်ပေးသွားမယ် reading လေးက collective timeless reading လေးဖြစ်ပါတယ်အချိန်မရွေးပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အခုဗီဒီယိုကိုကြည့်လိုက်တဲ့အခါအချိန်ကနေစပြီးတော့เนาะဒါကအကျုံးဝင်တဲ့အချိန်ကန့်သက်ချက်မရှိဘူးဒါပေမဲ့တခုပြောချင်တာကကျမအနေနဲ့ကเนาะဒီ reading လေးကိုဖတ်တဲ့အချိန်မှာကျမเนาะပြုခဲ့ဘူးတဲ့เนาะကောင်းတဲ့အကျင့်ကြံစရဏတစ်ခုကိုเนาะကျမအနေနဲ့ကသစ္စာဆိုပြီးတော့ဟောပေးတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးဒီ reading လေးကိုကြည့်ရှုကြသူများเนาะအားလုံးဒီပါနဲ့ energy ကိုက်လိမ့်မယ်လို့ကျမကမျှော်လင့်ပါတယ်เนาะကျမအနေနဲ့ကနော် personal reading ကြည့်တဲ့ဖတ်ပေးတဲ့နေရာမှာလဲဒီတိုင်းပါပဲနော်ကျမစီမှာ personal reading လာရောက်ပြီးတော့ကြည့်ရှုနေကြသူလေးတွေလာမေးတဲ့အခါတိုင်းမှာလဲကျမအနေနဲ့ကျမပြုခဲ့ဘူးတယ်နော်ကောင်းမွန်တဲ့နော်မှန်ကန်တဲ့အကျင့်စာရဏတစ်ခုပေါ့နော်အောင်မြင်ခဲ့မှုအပေါ်မှာနော်ဒါကသစ္စာဆိုပြီးတော့ဟောပေးတာဖြစ်တဲ့အတွက် personal reading ကိုလာရောက်ကြည့်ရှုသူတိုင်းအတွက်လဲကျမအနေနဲ့ကမှန်ကန်တဲ့ဆိုတဲ့ reviews လေးတွေကိုအများကြီးရထားတာပဲဖြစ်ပါတယ်နော်ဒါပေမဲ့ဒီ reviews လေးတွေကိုကျမကပြန်ပြီးတော့တင်ပေးဖို့လဲအစီအစဉ်ရှိပါတယ်ကျမအနေနဲ့က review ပြန်တင်ရမှာအရင်ပြင်းတဲ့သူဖြစ်တဲ့ဒါကြောင့်မို့နော်မတင်ရသေးတာလည်းဖြစ်တယ် reviewer ကတော့ရာချီပြီးကျမအနေနဲ့ရှိနေပါတယ်နော်အဲ့တော့နောက်ရက်လေးတွေမှာတော့ review လေးတွေတင်ပေးပါမယ်ရှင်နော်ကျမစီမှာ personal reading တည်တက်လာရောက်မေးမြန်းခြင်းသူလေးတွေအနေနဲ့ကျမရဲ့ Viber 399593338345မှာလာရောက်စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် Viber ကိုပဲလာခဲ့ပေးပါရှင်နော်နောက်က Telegram ကိုလည်းလာခဲ့လို့ရပါတယ်ရှင်နော် Viber နဲ့ Telegram ကိုလာခဲ့ပေးလို့ရပါတယ်နော်ဟုတ်ကဲ့ပါနော် intro တွေလည်းတော်တော်များသွားပြီဖြစ်တဲ့အတွက်အခုလက်ရှိသင်တို့နှစ်ယောက်ရဲ့အနေအထားလေးကိုကျမကအခုပြောပြပေးသွားမယ်ပေါ့နော်ကက်လေးတွေကတော့ဆွဲပြီးသားဖြစ်တဲ့အချိန်ကိုငဲ့ညာတော့အားဖြင့်မပြတော့ပေါ့နော်အဲ့တော့ဒီမှာနော်ကျမမြင်ရတာကတော့အခုလက်ရှိအနေအထားပေါ့နော်လက်ရှိအနေအထားကလည်းအတိတ်နဲ့ဆက်ဆက်နေတဲ့အတွက်အခုအတိတ်ကအကြောင်းအရာလေးလို့ဒါကကျမကမြင်တယ်ပေါ့နော်သင်ရဲ့တစ်ဖက်သူကြားထဲမှာပေါ့နော်သင်အနေနဲ့ကသူ့အပေါ်မှာနော်ဒီသူနဲ့ relationship တက်တန်းတလျှောက်မှာပေါ့နော်တင့်အနေနဲ့သူ့အပေါ်မှာအရာမှာနော်အလျှော့ပေးခဲ့တယ်တီးခံခဲ့တယ်ပေးဆက်ခဲ့တယ်နော်သူနဲ့ဒီ relationship ခိုင်မြဲအောင်နော်တင့်အနေနဲ့အစွမ်းကုန်စူးစမ်းပြီးတော့တိဆောက်ခဲ့တယ်ဆိုတဲ့နော်ဒီကတ်နမိတ်လေးကိုတွေ့ရတယ်နော်ဒါပေမဲ့လည်းတင်းရဲ့စူးစမ်းမှုတွေကအရာမထင်ခဲ့ဘူးတင်းရဲ့မေတ္တာတရားတွေကိုလည်းသူကအတိမတ်မပြုတ်ခဲ့ပဲနဲ့တင်းကိုနော်ကြောခိုင်းသွားခဲ့တယ်သူ့ဘက်ကနေစပြီးတင်းကိုထားခဲ့တယ်လို့မြင်ရတယ်နော်အခုလက်ရှိအနေထားမှာတော့လေတင်းရဲ့တစ်ဖက်သူကတင်းကိုပြန်ပြီးတော့နော်တင်းရဲ့မေတ္တာတရားတွေကိုပြန်ပြီးတော့လူလားတောင်းတနေတယ်တင်းကိုပြန်ပြီးတော့တတိယလွမ်းဆွေးနေတယ်ဆိုတော့နော်ဒီပုံစံမျိုးကိုမြင်ရတယ်ပေါ့နော်ဒါကတော့အခုလက်ရှိအနေထားပါသူ့အနေနဲ့တင့်စီကိုနော်ဖြစ်နိုင်လို့ရှိရင်အပြေးကိုပြန်ရောက်လာခြင်းနဲ့ပေါ့နော်တင့်စီကိုပြန်လာခြင်းနဲ့နော်ပြန်လာခြင်းနဲ့စိတ်ဖြစ်နေတယ်နော်ဒါမျိုးတွေ့ရတယ်ဒါပေမဲ့လေဒီကက်လေးရဲ့နမိတ်အရာကတော့တင့်ဘက်ကပေါ့နော်မိဘဆွေမျိုးအတိုင်းဝိုင်းကသူကတင့်ပေါ်မှာပြုလုပ်ခဲ့တဲ့အပြုမှုတွေနဲ့ပတ်သက်ပြီးတော့သူ့ကိုလက်မခံနိုင်တော့တဲ့အနေအထားအခြေအနေမျိုးကိုလည်းမြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ message เนาะဒါကတော့ oracle ကတ်လေးပေါ့เนาะဒီကတ်လေးမှာကဘာပြောထားလဲဆိုတော့เนาะဒါကသင်တို့ရဲ့လက်ရှိအနေထားပေါ့เนาะလက်ရှိအနေထားဆိုပေမဲ့ဒါကအတိတ်နဲ့ဆက်ဆက်နေတယ် the initiation ပေါ့เนาะဒီအဓိပ္ပာယ်ကတော့သင်တို့နှစ်ဦးရဲ့ relationship အစမှာပေါ့เนาะအစမှာသူကဘာလဲဆိုတော့ rite of passage เนาะ crossing the threshold เนาะဒီ relationship အစမှာတည်းကကျမပြောခဲ့သလိုပဲပေါ့နော်
တဲ့အနေနဲ့ကသူနဲ့ပတ်သက်ပြီးတော့နော်ရေယာမှုတေချာမှုကိုနော်တဲ့အနေနဲ့ကမရရှိခဲ့ဘူးသူစီကခိုင်မာတဲ့ဂတိကဝတ်ကိုလည်းမရရှိခဲ့ဘူးနော်ဒါမျိုးမြင်ရတယ်နော်ဒီမှာဒီကတ်လေးရဲ့နမိတ်နဲ့တွဲပြီးကြည့်မယ်ဆိုလို့ရှိရင်သူကဘာပြောထားလဲဆိုရင် share your voice တဲ့နော် come out of the cave နော်persuasion expression ဒါကဘာကိုပြောတာလဲဆိုတော့ဒီကတ်လေးနဲ့ဒီကတ်လေးနှစ်ခုကလေတကယ်ကိုဆက်ဆက်နေတာเนาะတကယ်ကိုဆက်ဆက်နေတာကျမတအားအံ့ဩတယ်เนาะဆွဲပြီးတဲ့နောက်မှာဒါကတော့တင်ကเนาะဒါကယခုလက်ရှိပြစ္ဆုတ်ပံဆိုပေမဲ့ဒါအတိတ်နဲ့ဆက်ဆက်နေတယ်ပေါ့เนาะဒီအတိတ်မှာတင်ကသူနဲ့ပတ်သက်ပြီးတော့ဂတိကဝတ်ခိုင်ခိုင်မာမာရေးရရတင်ဘက်ကရရှိခဲ့တာမျိုးမရှိဘူးသူနဲ့ပတ်သက်ပြီးတော့ဒီ relationship မှာစံတဝါဝါနဲ့တင်အနေနဲ့ကသူ့ရှိရမျှော်လင့်ချက်တွေနဲ့သူ့စီကဘာများရလာမလဲဆိုရင်မျှော်လင့်ချက်တွေနဲ့เนาะရှေ့ဆက်လျှောက်ခဲ့ရတယ်လို့မြင်ရတယ်เนาะဒီနေရာမှာကျတော့တင်ကလေသူနဲ့เนาะเนาะသူနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကက်လေးရဲ့ပုံစံဒါလည်းဂူလေးပဲပေါ့နော်ဒါလည်းဂူပဲပေါ့ဂူပဲเนาะအရန်ကိုထူးဆန်းတယ်เนาะဒါကဂူအဝင်ပေါက်လေးပေါ့နော်ဒီကက်လေးနှစ်ခုပြိုင်တူကြောက်လာခြင်းကအရန်ကိုထူးဆန်းနေတယ်ကျမအနေနဲ့ဒါကတော့တင်တို့နှစ်ယောက် relationship အစပိုင်းမှာလည်းကဖြစ်ခဲ့တာပေါ့နော်အဲ့တော့ဒီမှာကတော့လေเนาะဘလို့လဲဆိုတော့ဒါကတော့တင်ကသူနဲ့ပြက်ပြီးသွားပြီးတော့ယခုလက်ရှိပြစ္ဆုတ်ပံအနေထားကိုဖော်ပြတယ်ရည်ညွှန်းတယ်လို့ကျမကမြင်တယ်ပေါ့နော်အဲ့ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်เนาะတင်က come out of the cave เนาะဒီကူထဲကထွက်လာခဲ့ပြီเนาะဒီအခြေအနေတွေကိုဖြတ်တန်းခဲ့ပြီတင့်အနေနဲ့က persuasion เนาะဒီဒိုင်ယာတွေเนาะစိတ်ဒိုင်ယာတွေပေါ့နော်ဒါတွေကိုလည်းတင့်အနေနဲ့ကလှုပ်ချနိုင်ခဲ့ပြီဘာကြောင့်လဲဆိုတော့သူနဲ့ပတ်သက်ခဲ့တဲ့အချိန်မှာတင့်အနေနဲ့ကစိတ်ဖြစ်စီမှုတွေများခဲ့တယ်သူရှိရမျောလင်းချက်တွေများခဲ့တယ်အဲ့ဒီမျောလင်းချက်တွေမှာသူကခိုင်မာတဲ့ဂတိကဝတ်တွေကတင့်ကိုအစပိုင်းမှာတော့သူ့အနေနဲ့ပေးလိမ့်မယ်ဒါပေမဲ့နော် relationship တက်တန်းကြာလာတဲ့အမျှနော်သူကမသိချင်အောင်ဆောင်ပြီးတော့တင့်ကိုခိုင်မာတဲ့ဂတိကဝတ်လည်းရေရမပေးခဲ့တဲ့အပေါ်မှာစိတ်တိုင်ရတွေတင့်အနေနဲ့ရှိခဲ့တယ်နော်ဒီနော် expression နော်စိတ်ဖြစ်စီမှုတွေနော်ရှိခဲ့တဲ့အပေါ်မှာတဲ့အနေနဲ့ကလွတ်မြောက်လာခဲ့ပြီအခုအနေထားကတော့လက်ရှိမှာသူနဲ့ separation ဖြစ်သွားပြီးပြတ်သွားပြီးဖြစ်တဲ့နောက်မှာဒီစိတ်ထိုင်ရာတွေကနေပြီးတော့တဲ့အနေနဲ့ကတော့လွတ်မြောက်လာခဲ့ပြီဒါပေမဲ့ဒီကတ်လေးရဲ့နမိတ်ကိုကြည့်လိုက်တဲ့အခါမှာနော်ကြည့်လိုက်နော်ဒီမှာဆိုလို့ရှိရင်တင်ကနော်သူ့ကိုဘလောက်ပဲစိတ်ပဲနာကြီးနေပါစေပေါ့နော်ဘလောက်ပဲစိတ်နာကြီးနေပါစေသူ့ပေါ်မှာပေါ့နော်တဲ့အနေနဲ့ကသူ့ကိုမမေ့နိုင်ဘူးပြန်လဲတန်းတနေတယ်လွမ်းဆွေးနေတယ်နော်သူ့ပေါ်မှာချစ်ချင်းမြတ်တာရှိနေသေးပဲနော်ပြီးတဲ့အခါကျတော့တင်ကတယောက်တည်းပဲနေတယ်သူကလွယ်ပြီးတော့ကြံတဲ့သူတွေအပေါ်မှာသူတဲ့အနေနဲ့ချစ်ချင်းမြတ်တာထားလို့မရတဲ့အတွက်တဲ့အနေနဲ့တူးတည်းပဲနေထိုင်နေဇဲပဲပေါ့နော်သူ့ကိုလည်းပြန်ပြီးတော့တန်းတနေဇဲပဲဆိုတဲ့ဒီနမိတ်ကိုတွေ့ရတယ်နော်ဟုတ်ကဲ့ဒီကတ်လေးရဲ့အဓိပ္ပာယ်ကတော့ overcoming ပေါ့နော်ဒီ message လေးရဲ့အဓိပ္ပာယ်ကတော့ပြောမယ်ဆိုရင်ကြော်လွှားနိုင်ခဲ့ပြီလွန်မြောက်ခဲ့ပြီပေါ့နော်ဘာတွေကိုကြော်လွှားနိုင်ပြီဘာတွေကိုလွန်မြောက်ခဲ့လဲဆိုတော့လေဒီကတ်လေးထဲမှာပြောထားတာကလေနော်တိအနေနဲ့သူနဲ့ပတ်သက်ပြီးတော့နော်ဒီအခြေအေးမှာရခဲ့တဲ့သင်ခန်းစာတွေကနေပြီးတော့အမှန်မှအကောင်းဆိုးကိုပေါ့နော်ကောင်းကောင်းသိမြင်နားလည်လက်ခံလာခဲ့ပြီးတော့ awakening ဖြစ်လာခဲ့တယ်အလင်းပွင့်လာခဲ့တယ်ဒါမျိုးတွေ့ရတယ်နော်ဆိုလိုတာကတိအနေနဲ့ဒီအခြေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံခန်းစားခဲ့ရတဲ့အပေါ်မှာเนาะတင်တို့အများစုကလေ awakening ရလာခဲ့ပြီးတော့အပေါ်ယံတွေကိုမစင်စားတော့ဘဲနဲ့ကိုယ့်ရဲ့เนาะ inner peace ရဖို့ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုရဖို့ကိုစူးစမ်းလာခဲ့ကြတယ်လို့မြင်ရတယ်เนาะတစ်ဖက်လူအနေနဲ့ကလည်းယခုလက်ရှိမှာတော့เนาะဘဝသင်ခန်းစာတွေကိုကောင်းကောင်းပေါ့เนาะရရှိလာခဲ့တယ်เนาะmaybe ဒါကတော့သူကတင်ကိုထားခဲ့ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူနဲ့ပတ်သက်နေခဲ့တဲ့တပ်ပါဆန်စီကလည်းနော်ဘဝသင်ခန်းစာတွေကိုကောင်းကောင်းရနေခဲ့ပြီးတော့ awakening ဖြစ်လာခဲ့တယ်ဆိုတော့ဒါကန့်နမိတ်ပဲဖြစ်တယ်နော်ဒါကတော့လက်ရှိနော်လက်ရှိအခြေအနေများပဲဖြစ်ပါတယ်နော်ဒီလက်ရှိအခြေအနေကနေပြီးတော့ energy ကိုက်တယ်ဆိုလို့ရှိရင်အခုနော်လာမဲ့တင်းတို့နှစ်ဦးရဲ့အနာဂတ်ကိုဆက်ပြီးတော့ကြည်သွားလို့ရပါပြီရှင်ဟုတ်ကဲ့တင်းတို့နှစ်ဦးရဲ့เนาะဒီအနာဂတ်မှာဘာတွေဖြစ်လာဖို့ရှိလဲကြည့်လိုက်ကြရအောင်เนาะဒီမှာเนาะ Queen of เนาะ Queen of Swords တဲ့เนาะဒီအဓိပ္ပာယ်ကတော့တင့်အနေနဲ့ကเนาะ
အနာဂတ်ရောက်တဲ့နော်တိတိုင်အောင်ပေါ့နော်အခုလက်ရှိမှာလဲသူနဲ့ပတ်သက်တဲ့ connection ကိုတင့်အနေနဲ့ကလက်မလျှော့သေးဘူးသူ့ကိုမျှော်လင့်နေစေသူ့ကို give up မလုပ်နိုင်သေးဘူးနော်ဆိုတော့ပုံစံမျိုးပေါ့နော်နော်အနာဂတ်မှာလဲသူတင်ကနော်သူ့အပေါ်မှာ give up လုပ်မှာမဟုတ်ဘူးနော်သူ့အပေါ်မှာတင့်အနေနဲ့ give up လုပ်မှာမဟုတ်ဘူးလုံးဝလက်လျှော့အောင်မှာမဟုတ်ဘူးသူ့ကိုမျှော်လင့်နေအောင်မှာဆိုတော့ဒါကနမိတ်ပါနော်ဒါကလည်း King of နော် King of Swords ပေါ့နော်အဲ့တော့ဒီမှာ Queen of Swords နော် King of Swords ပေါ့နော်အရန်ကိုတိုက်ဆိုင်နေပေါ့နော်တိုက်ဆိုင်တာပေါ့နော်တော်တော်လေးကိုတိုက်ဆိုင်တယ်လို့မြင်ရတယ်နော်အဲ့တော့သူ့အနေနဲ့ကလည်းတင်တဲ့ပတ်သက်ပြီးတော့အခုအချိန်မှာနော်အခုလက်ရှိအနေထားနဲ့လည်းဆက်ဆက်နေတဲ့အနာဂတ်မှာအခုချိန်မှာလက်မလျှော့သလိုအနာဂတ်မှာလည်းတင်တဲ့ပတ်သက်ပြီးတော့ဒီ connection ကိုလက်မလျှော့ဘူးတင်တဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်တွေဆက်ပြီးတော့ထားနေအောင်မယ်ဆိုတော့နမိတ်ဖြစ်တယ်နော်နော်ဒီမှာကြတော့ဒါကကြတော့ဓာတ်ပေါ့နော်ဓာတ်ကဒါကြတော့ဗာလဲဆိုလို့ရှိရင်เนาะတင်တို့နှစ်ဦးကြားမှာเนาะအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအကုန်ပေါ့နော်အခုလက်ရှိမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအဆိုးတွေအကုန်လုံးကတင်တို့နှစ်ဦးကြားမှာအခြေအေးကြားမှာရှိတဲ့အဆိုးတွေအကုန်လုံးကပြီးဆုံးသွားလိမ့်မယ်အနာဂတ်မှာအဆုံးသတ်သွားပြီးတော့เนาะ new beginning အသစ်စတင်ခြင်းတွေပေါ်ပေါက်လာလိမ့်မယ်เนาะအခြေအေးမှာသူနဲ့တင်တဲ့နှစ်ဦးကအသစ်ပြန်လဲပြီးတော့စတင်ရလိမ့်မယ်ဆိုရဲเนาะအတိတ်ပဲဖြစ်ပါတယ်เนาะဒီ justice ကလေးရဲ့အဓိပ္ပာယ်ကတော့เนาะတင့်အနေနဲ့သူနဲ့ပတ်သက်ပြီးတော့တင့်အနေနဲ့ကเนาะတင့်ဘက်ကပဲလို့ဒါကကျမကပို့ပြီးတော့မြင်နေပေါ့เนาะဒီ justice ကလေးရဲ့အဓိပ္ပာယ်ကတော့တင့်အနေနဲ့သူနဲ့ပတ်သက်ပြီးတော့တင့်အနေနဲ့เนาะပြုလုပ်ခဲ့ရတဲ့အရာတွေပေးဆက်ခဲ့ရတာတွေဆွတ်လွတ်ခဲ့ရတာတွေအနစ်နာခံခဲ့ရတဲ့အပေါ်မှာတင့်အနေနဲ့တရားမျှတမှုကိုအနာဂတ်မှာပြန်လည်ရရှိလာမယ်ဆိုတဲ့နမိတ်ပဲဖြစ်တယ်เนาะသူဘက်ကနေပြီးတော့เนาะတင်းစီကိုပြန်ပြီးတော့တရားမျှတမှုပေးလာမယ်ဆိုတဲ့เนาะကန့်နမိတ်ပဲဖြစ်တယ်เนาะဒီကလေးရဲ့နမိတ်ကတော့เนาะတင့်အနေနဲ့ကအနာဂတ်မှာပို့ပြီးတော့ပြည့်စုံလာမယ်ဒါကတော့တင်လို့ကျမကပို့ပြီးတော့မြင်နေပေါ့เนาะသူ့ထက်ဆိုင်တင့်အနေနဲ့ကအနာဂတ်မှာပို့ပြီးတော့เนาะပြည့်စုံကြွယ်ဝလာမယ်အလုံးကိုင်းငွေကြေးစီးပွားရေးလူမှုရေးအဆပေါ့เนาะဘဝအဆင့်တန်းမှာလည်းမြင့်မားလာမယ်เนาะပြီးတဲ့အခါကျတော့ဘဝမှာပေါ့เนาะအာမခံချက်ရှိတဲ့လုပ်ငန်းကောင်းအလုံးကိုင်းကောင်းเนาะဒါငွေကြေးเนาะအဆရမှာအဆင်ပြေလာမယ်အထိုင်ကျလာမယ်ပြီးတဲ့အခါကျတော့သူ့စီကเนาะချစ်ချင်းမြတ်တာကိုလည်းတင့်အနေနဲ့ကယုံမားတန်တရားရှိစရာမလိုဘဲနဲ့ပြန်လဲပြီးတော့ရရှိလာမယ်ခိုင်ခိုင်မာမာပြန်လဲရရှိလာမယ်ဆိုတော့ဒီကက်လေးရဲ့နမိတ်ပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာကြတော့ဒါကတော့ဒီ oracle ကတ်လေးပေါ့နော် the great gathering နဲ့အရင်ကောင်းတယ်နော် the great gathering ဆိုတာကနော်တင်းတို့နှစ်ဦးကြားမှာเนาะထူးခြားတဲ့ပြန်လဲတွေ့ဆုံမှုเนาะပြန်လဲပြီးတော့အသစ်စတင်မှုတွေရှိလာလိမ့်မယ် is all coming together เนาะ intuitive his เนาะ soul tribe ဒါကဘာကိုဆိုလိုလာလဲဆိုတော့တင်းတို့နှစ်ဦးကเนาะအတူတကွเนาะဘဝမှာဖြတ်သန်းရတော့မယ်အနာဂတ်မှာပေါ့เนาะအဲ့တော့เนาะစိတ်တူကိုယ်တူပေါ့เนาะစိတ်တူကိုယ်တူနဲ့เนาะအချင်းချင်းပေါ့เนาะနှစ်ယောက်သားမှာเนาะအတူတကွလက်တွဲရမယ်ပေါင်းစည်းရမယ်ဆိုတဲ့နမိတ်ဖြစ်တယ်เนาะအရန်ကောင်းပါတယ်เนาะအဲ့တော့ဒီမှာနော်တော်တော်လေးကိုကက်လေးတွေကတိုက်ဆိုင်နေပေါ့နော်ကျမတော့အရင်အံ့ဩတယ်အဲ့တော့ dance with life တဲ့နော်ဒီ dance with life ဆိုတာကလည်းနော်တင်းတို့နှစ်ဦးကဘဝနေဝင်ချိန်တိုင်အောင်ပေါ့နော်တယောက်နဲ့တယောက်ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်ကြည်ကြည်နာနာနဲ့ပေါ့နော်နော်ရှေ့ပြီးတော့ရှေ့ဆက်ရှောက်ရမယ်ပေါ့နော်ဘဝမှာရှေ့ဆက်ရှောက်ရမယ်ဆိုတဲ့နမိတ်ဖြစ်တယ်နော် do something to change your energy တဲ့နော်နော်တင်းအနေနဲ့ကအခုလက်ရှိမှာတော့ဒါက message ပေးချင်တာတင်းရဲ့ energy ကိုပို့ပြီးတော့ကောင်းအောင်ပေါ့နော်တင်းအနေနဲ့ကောင်းသောအတွေ့ကောင်းသောအကြံစီနော်positive thinking များတွေးပေးပြီးတော့ energy မြင့်အောင်ထားပေးပါနော်အနာဂတ်မှာတော့သူနဲ့ကိုနဲ့ကျင်းသေးပေါက်ပေါင်းစည်းရမယ်နော်ဒါကအိုမင်းနဲ့အပေါ့နော်တင်းတို့ရဲ့နှစ်ယောက်သားနော်နှစ်ယောက်ကြားမှာပေါ့နော်ဒါပျော်ရွှင်စွာပေါင်းစည်းရမယ်နမိတ်လို့ဒါမြင်ရတယ်ပေါ့နော်
တော့ဒီကက်လေးကတော့ simplicity ပေါ့နော်သူကရိုးရှင်းမှုเนาะရိုးရှင်းမှုဒါကတော့ဘာကိုပြောတာလဲဆိုလိုတာလဲဆိုလို့ရှိရင်တင်ဟာပေါ့နော်အနာဂတ်မှာအရိုးရှင်းဆုံးအရာတွေကိုပဲရွေးချယ်ပြီးတော့လှုပ်ဆောင်လာလိမ့်မယ်เนาะเนาะပြီးတဲ့အခါကျတော့เนาะဘဝမှာเนาะကတောင်းကနေဖြစ်ခဲ့တာတွေဗျံပရာဖြစ်ခဲ့ရတာတွေအခြေအေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရင်းဆိုင်ကြုံတွေ့ခဲ့ရတဲ့အစိုးတွေကအဆုံးသတ်ပြီးတော့ဘဝမှာရိုးရိုးရှင်းရှင်းလေးနဲ့ဖြတ်သန်းနေထိုင်ပြီးတော့ energy အရန်ကောင်းပြီးတော့เนาะကိုယ့်ရဲ့အခြေအေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့လူတွေကိုအလင်းပေးနိုင်တဲ့သူလမ်းပြပေးနိုင်တဲ့သူတွေဖြစ်လာကြလိမ့်မယ်ဆိုတဲ့ဒါကအတိတ်ပဲဖြစ်ပါတယ်เนาะတစ်တစ်ဖက်သူအနေနဲ့ကလည်းเนาะအရင်ကเนาะအင်မတန်အတ္တမာနကြီးတဲ့သူเนาะမှန်တော့လဲအခုချိန်မှာသူ့အနေနဲ့ပေါ့နော်အခုချိန်မှာမဟုတ်အနာဂတ်မှာပေါ့နော်သူ့အနေနဲ့နော်အတ္တမာနတွေအတော်ကင်းကွာပြီးတော့အခုချိန်မှာလဲသူ့အနေနဲ့တော်တော်ကင်းကွာတင်တဲ့လောက်ကင်းကွာနေပြီပေါ့နော်အတ္တမာနတွေကြာတင်တဲ့လောက်ကြာနေပြီအနာဂတ်မှာလဲပို့ပြီးတော့သူ့အနေနဲ့ကအတ္တမာနတွေကင်းကွာလာပြီးတော့ရိုးရိုးရှင်းရှင်းအေးအေးချမ်းချမ်းနဲ့နေနိုင်လူတယောက်ဖြစ်လာမယ်ဆိုတဲ့ဒါက message လေးပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမအနေနဲ့ကအခုပေါ့နော်တင်းတို့နှစ်ဦးအတွက်ပေါ့နော်ဒီဖြစ်လာမဲ့အနာဂတ်လေးကိုနော်ဒီ tarot ကတ်လေးတွေ oracle ကတ်လေးတွေနော် message လေးတွေနဲ့ဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်နော်ကျမအနေနဲ့အခုလို့နော် reading လေးတင်ဆက်ခဲ့မှုအပေါ်မှာအားလုံးပဲကျင့်တတ်ကြလိမ့်မယ်လို့နော်မျှော်လင့်ပါတယ်ရှင်အားလုံးပဲချစ်တဲ့သူနဲ့ပေါင်းစည်းနိုင်ကြပါစေရှင်